Cũng đó mà video file đồ đi vào nó tôi nên chạy để là nhỏ đi được đuôi nó lông đuôi quản lý bia bộ vào mình làm á quên đồ đi vào nó chỉ mà ra nó quên đồ này thì mà tông cú đi này làm cho đi tông công à trả lại chỉ mà nó đi break cái này bù rồi nó đi quên cũng mà ya đi làm cho rồi quên tháo đi sắp rồi quên đi để thành luôn nó quên tháo đi quên đi để hà đấy rồi lý xì là ý là cho cái nấm bù mẹ bài cha lao giao lao bị lưu thành luôn nóประมาณต้องดีต้องกูดิดีต้องกูดิจ่าบีဆိုလို့ရှင်เนาะတစ်ချိန်နှစ်ချိန်မြောက်မှာဒီနှစ်ချိန်မြောက်မှာဒီသုံးနောက်ပိတ်ကဒီဘက်ကိုသုံးနောက်ပိတ်အတူရိုက်တာเนาะနှစ်ချိန်မြောက်မှာသုံးနောက်ပိတ်ကသုံးနောက်ပိတ်အတူရိုက်တယ်ဒီမှာ3ခုတစ်မှာလဲနှစ်ချိန်ဆန်းလိုက်ရင်ဒီသုံးနောက်ပိတ်ကဒီဘက်ကိုသုံးနောက်ပိတ်လို့အတူရိုက်တယ်ဒီ3ခုတက်မှာလဲเนาะနှစ်ချိန်ဆန်းလိုက်ပြီဆိုရင်ဒီ6နောက်ပိတ်ကဒီဘက်ကို6နောက်ပိတ်လို့အတူရိုက်တယ်ဒီ3ခုတက်ဒဲကြတယ်ဟာဒီပလန်နာမှာဒီ3ခုပဲရှိပါတယ်เนาะသူအဲ့လိုနောက်ပိတ်အတူရိုက်ပြီးပြီဆိုရင်ဘာတွေဆက်ဖြစ်လဲဆိုရင်เนาะတခါဒီ3ခုတက်ရဲ့ဒီဘက်ဇောင်းမှာเนาะဒီချိန်မှာနှစ်ဘရိတ်လို့ကြားလို့သူ့ရဲ့ဒီအောက်ဆောင်ကိုလည်းနှစ်ဘရိတ်လို့ပဲပြန်ရိုက်ပြီးတယ်နော်ဒီမှာနှစ်ဘရိတ်တွေပဲလာတာနော်သူ့ရဲ့ဒီဆောင်မှာနှစ်ဘရိတ်ရိုက်တယ်သူ့ရဲ့ဒီဆောင်မှာလည်းနှစ်ဘရိတ်ပဲဘရိတ်တွေပဲပြန်ရိုက်တယ်ဒီဒုတိယ3ကိုတက်မှာလည်းသူ့ရဲ့ဒီဆောင်မှာ939ခွန်နှစ်ဘရိတ်ရိုက်လို့သူ့ရဲ့ဒီဆောင်ကိုလည်းနှစ်ဘရိတ်ပဲရိုက်တယ်ဒါဒုတိယကတ်ဒီတတိယကတ်မှာလဲနော်3ခုတက်သူ့ရဲ့ဒီဆောင်မှာနှစ်ဘရိတ်ရိုက်ရောသူ့ရဲ့ဒီဘက်ဆောင်မှာလဲနှစ်ဘရိတ်ပဲပြန်ရိုက်ပြီးတယ်နောက်တစ်ခါ3ခုတက်ဒီဆောင်မှာနှစ်ဘရိတ်ကဒီကိုနှစ်ဘရိတ်လို့ရိုက်ပြီးဆိုတာနဲ့เนาะ3ခုတက်ရဲ့အထက်က366ဆိုတာ5ဘရိတ်ရှိတယ်အဲ့ဒီ5ဘရိတ်ကလည်းဒီနှစ်ဘရိတ်ကိုဂျိုးပြီးတော့ဒီဘက်ကိုတစ်နှစ်ဂျိုးပြီးတော့ဒီတစ်ခွန်ခွန်ဆိုပြီးတော့5ဘရိတ်ထပ်ရိုက်တယ်ဒီလိုဘရိတ်တူပြန်ရိုက်တာဒါကဒုတိယကတ်ပါလေပြန်ကြည့်ဒုတိယကတ်မှာလည်းဒီ3ခုတက်ရဲ့အထက်က9အဲ့ဒီ9ကဒီနှစ်ဘရိတ်ကိုဂျိုးပြီးတော့တစ်နှစ်ဂျိုးပြီးတော့เนาะဒီ964ဆိုပြီးတော့သူကဒီဘက်ကိုခွန်ဘရိတ်တူပဲပြန်ရိုက်ပြီးတယ်တတိယကဒီ3ခုတက်
3-9တဲ့ရဲ့ထက်မှာ9-6ဆိုတဲ့5 break ကနော်ဒီ2 break ကိုကျော်ပြီးတော့ဒီတစ်နှစ်ကျော်ပြီးတော့ဒီဘက်ကို5 break ထပ်ရိုက်ခဲ့တာပဲဒါ3-5မှာတော့ဒီ break လမ်းကျော်လေးကင်နေဘူးတယ်နော်အဲ့လို break တူတွေပြန်ရိုက်ပြီးရင်သူကတခါဘာပြန်လာလဲဆိုရင်ဒီကွင်းအဆက်တွေကလုံးဝမပြတ်သေးဘူးเนาะတဲ့ဒီလိုဒီအပေါ်က5 break ကဒီဘက်ကို5 break ရိုက်ပြီးရင်เนาะတခါတစ်ချိန်နှစ်ချိန်3အောက်ကို3ချိန်ဆင်းပေါ့เนาะ3ချိန်ဆင်းလိုက်လို့ချင်းဒီ391ရဲ့ဒီဘက်ဇောင်း2ချိန်ပေါ့เนาะဒီ5 break 5 break ရိုက်ပြီးရင်တစ်ချိန်နှစ်ချိန်3ချိန်ဆင်းလိုက်ရင်ဒီလိုဇောင်းကနန်းပေါ့เนาะအဲ့ဒီမှာသူကဘာပြန်လာလဲဆိုရင်4 နောက်ပိတ်လို့တခါမူသေးပြန်လာဒုတိယကပ်မှာလည်းပြန်ကြည့်လိုက်ခွန်ဘရိတ်ကဒီမှာခွန်ဘရိတ်လို့ရိုက်ပြီးရင်တစ်ချိန်နှစ်ချိန်သုံးချိန်ဆန်းလိုက်ရင်သူက4 နောက်ပိတ်လို့ဒီ3 9တည်းဒီဇောင်းမှာနော်4 နောက်ပိတ်လို့ပြန်လာတယ်ဒီတတိယကပ်3 9တက်မှာလဲ5 ဘရိတ်က5 ဘရိတ်ရိုက်ပြီးရင်တစ်ချိန်နှစ်ချိန်သုံးချိန်ဆန်းလိုက်ရင်ဒီဇောင်းမှာပဲနော်သူ4 နောက်ပိတ်လို့တခါပြန်လာတယ်တခါလို့4 နောက်ပိတ်ပြန်လာပြီးရင်တခါပါပြန်လာလဲဆိုတော့ဒီ4 နောက်ပိတ်လို့ကြပြီးသွားလို့ရှင်သူ့ရဲ့ဒီဘက်ဘေးမှာ3-4ဆိုတာရှိဒီ4 break ကသူ့ရောက်ကိုတခါ4 break တူတခါပြန်ရိုက်ပြီးတာနော်3-4 8-9ခွန်ဆိုတော့4 break တူပြန်ရိုက်ပြီးတာဒီဒုတိယကပ်မှာလဲဒီ4 နောက်ပိတ်ပြီးဆိုတာနဲ့သူ့ရဲ့ဘေးက2-4အောက်မှာ1-4-3ဒီလို10 break အတူပြန်ရိုက်တာနော်10 break အတူပြန်ရိုက်တတိယကမှာလည်း4 နောက်ပိတ်လို့ရိုက်ပြီးတာနဲ့သူ့ရဲ့နောက်နဲ့မှာ3-3-3 6-8 6 break 6 break ဆိုပြီးတော့ break တူတစ်ခါပြန်ထပ်ခဲ့တာပဲနော်ဒီမှာ6 break 6 break ထက်တယ်ဒီမှာ4 နောက်ပိတ်ရဲ့နောက်က10 break 10 break ထက်တယ်ဒီမှာ4 နောက်ပိတ်ရဲ့နောက်က4 break 4 break ထက်တယ်အဲ့ဒီနေရာမှာကွန်ရောအဆက်တွေထက်ဝင်တဲ့ဟာနော်ဒီ4 နောက်ပိတ်ရဲ့နောက်က3-4 4 break အောက်မှာ8-9ခွန်4 break ဒီလို break တူထပ်လိုက်တဲ့ချိန်မှာအပေါ်က3-4ရနော်3-4ရနောက်ပေါင်းချင်းတစ်အဲ့ဒီတစ်ကနော်သူ့ရဲ့နောက်နဲ့တစ်ချိန်နှစ်ချိန်သုံးချိန်လောက်ကိုရှေ့ပေါင်းတစ်ပြန်ရိုက်တာဒီကိုတက်တာနော်သူ့ရဲ့ဘေးကနေရေရင်3ချိန်ပေါ့ဒီအပေါ်ကနေရေလိုက်ရင်2ချိန်ပေါ့နော်ဒီမှာလဲဒုတိယကပ်မှာလဲကြီးလိုက်4 နောက်ပိတ်ရဲ့နောက်က break တူပြန်ထက်တယ် break တူပြန်ထက်တဲ့ဒီပထမ2-4နောက်ပေါင်းချင်း6 2-4ပေါင်းချင်း6ကတစ်ချိန်2ချိန်3ချိန်တက်လိုက်နော်သူ့ရဲ့ဘေးကနေရေရင်3ချိန်ပေါ့ဒီကနေတက်ရင်2ချိန်ဒီမှာရှေ့ပေါင်း6ဆိုပြီးတော့ပြန်ရိုက်ပြီဒီတတိယကပ်မှာလဲ4 နောက်ပိတ်ရဲ့နောက်က break တူထက်တယ် break တူထက်တဲ့အချိန်မှာ3-3-3ကနောက်ပေါင်းချင်း3အဲ့ဒီနောက်ပေါင်းချင်း3ကတစ်ချိန်2ချိန်3ချိန်တက်ရင်ဒီကနေဆို2ချိန်တက်ရင်ဒီမှာရှေ့ပေါင်းချင်း3ဆိုပြီးတော့ပြန်ရိုက်တာခွန်6တက်နဲ့ဆိုရှေ့ပေါင်းချင်း3ပြန်ရိုက်တာသူအဲ့လိုရိုက်ပြီးသွားတဲ့ချိန်ကြလို့ရှင်တစ်ချိန်ပြန်ဆင်းသူဒီမှာ3-1တွဲနော်3-1တွဲကဘာလို့လာလဲဆိုတော့အဲ့ပေါင်းချင်းရိုက်ထားတဲ့ဟာကိုမှပေါင်းချင်းရိုက်တဲ့တစ်ကိုပဲပြန်လာတာ
ဒီနောက်ပေါင်းတစ်ကဒီကိုရှည်ပေါင်းတစ်လှမ်းရိုက်တယ်အဲ့ရှည်ပေါင်းတစ်ကဒီရှည်ပေါင်းတစ်ဒီနောက်ပေါင်းတစ်ရိုက်ထားတဲ့ဟာသူ့ကိုရှည်ပေါင်းတစ်ရိုက်တယ်ရှည်ပေါင်းတစ်ရိုက်တဲ့တစ်ကပဲဒီကိုပြန်လာတယ်တချင်းကြိုးပြင်ဒီရှည်ပေါင်းတစ်ပြန်လာတယ်အဲ့ဒီရှည်ပေါင်းချင်းတစ်ကတခြားတစ်မဖြစ်ဘူးနော်9ရဲ့ပါဝါတုံညာအထိတ်စီးလာတယ်6ရဲ့ပါဝါတစ်သူကဒီလိုအလေးတိုင်းလာတယ်နော်ဒီရှည်ပေါင်းတစ်ကိုပြန်လာတဲ့တုံညာတစ်ကဒီ96ဒီ65ကိုပဲပါဝါပြန်လာပြီးတော့ပြောင်းပြန်ပြန်လာတာနော်9ပါဝါတုံညာအထိတ်စီးလာတယ်6ပါဝါတစ်ကအလေးတိုင်းလာတယ်ဒုတိယကတ်မှာလဲသူကဒီနောက်ပေါင်း6ကဒီကိုရှည်ပေါင်း6တက်တယ်အဲ့ဒီရှည်ပေါင်း6ကဒီရှည်ပေါင်း6ပဲတပင်ကြောင်ပြန်ဆန်းလာတယ်ရှည်ပေါင်း6ပြန်ဆန်းလာတဲ့အချိန်မှာတခြားပေါင်းချင်း6မဟုတ်ဘူး6တုံညာကိုပါဝါနှလုံးပြန်လန်ပြီးတော့ပဲဆန်းလာ6ပါဝါတစ်ကအလဲလာတယ်ဒီတုံညာပါဝါကထိပ်စီးကိုပြန်လာတယ်ဒါအတွဲယူရတာပေါ့နော်ဒီတတိယကမှာလဲနော်ဒီနောက်ပေါင်းချင်း3ကဒီကိုရှေ့ပေါင်းချင်း3တက်လာတယ်တက်လာပြီးရင်တစ်ချိန်ကြောပြီးရင်သူကဒီကိုရှေ့ပေါင်းချင်း3ပြန်ရိုက်ရအောင်အဲ့ဒီရှေ့ပေါင်းချင်း3ကိုမှနော်တခြား3မဖြစ်အောင်သူ့ရဲ့အရင်ချိန်နေပြီးခဲ့တဲ့ခွန်အတိုင်းဆိုရင်ဒီ6ပါဝါတစ်ကထိပ်စီးလာဒီခွန်ပါဝါနှစ်ကအလေလာအလေတိုင်းလာနော်အဲ့ဒါကြောင့်ဒီကွန်းအနေနဲ့တစ်နှစ်တွေကြိုက်ပါတယ်ဒီကွန်းအနေနဲ့တစ်နှစ်တွေကြိုက်တယ်ဆိုတော့ကွန်းအထောက်တွေပြီးခဲ့တာလည်းတော်တော်လေးရှည်လာပြီဆိုတော့ကနန်းပူတဲ့အချိန်ကြီးတို့နော်နှစ်အပိုင်းခြားတို့ရောက်တင်ပြီးထင်လို့ဒီလမ်းကြောကိုသဘောကျပါတယ်ကွန်းထောက်တွေလည်းမပြတ်ခဲ့တဲ့အတွက်နောက်ပြီးတော့ဒီကွန်းမှာသူကဒီမှာရှေ့ပေါင်းတက်မလို့ဒီကိုရှေ့ပေါင်းတက်ပြန်ရိုက်တဲ့အချိန်မှာဒီနှလုံးကိုပဲပါဝါပြန်လန်လာတာဟုတ်ပြီဒီနောက်ပိတ်တစ်တစ်လုံးပဲလာလဲနော်အဲ့ဒီနေရာမှာတော့စဉ်းစားစရာတွေကအများကြီးဖြစ်နေတဲ့အတွက်ရှောက်ပြီးတော့ဒီမြင်တဲ့ဟာတွေအများကြီးရှောက်မပြတော့ဘူးနော်တကွက်ထဲလို့အကြိုက်ဆုံးကတော့1နဲ့3ဆိုတဲ့ကဏ္ဍအကြိုက်ဆုံးပါပဲကျန်တဲ့ဟာကတော့အကြိုက်ချင်းမတူဘူးဆိုလို့ရှိရင်လည်းကိုကြိုက်တဲ့နောက်ပိတ်တစ်လုံးကပ်ပြီးတော့ထိုးကြည့်ပါနော်ကျုပ်ထိုးတဲ့ကဏ္ဍတွေကတော့ပြီးရင်တင်ပေးပါမယ်ကျုပ်ရွေးချယ်တဲ့ကဏ္ဍတွေပါပဲဒီနောက်ပိတ်တစ်လုံးကြားဖို့ကတော့ကွယ်မှာစဉ်းစားစရာတွေအများကြီးဖြစ်နေလို့နော်စဉ်းစားစရာများနေတဲ့အတွက်နောက်ပိတ်တစ်လုံးနဲ့ရလို့ရွေးပြီးတော့မပေးချင်ဘူးဒါမဲ့ကျုပ်အနေနဲ့အကြိုက်ဆုံးကတော့1နဲ့3ဒီ1 2 3ဒေကနန်းပါပဲเนาะအဲ့ဒါကိုအကြိုက်ဆုံးပါပဲ1 2 3ပေါ့တကယ်လို့1 2 3ကိုမကြိုက်ဘူးဆိုလို့ရှိရင်လည်းတခြားနောက်ပိတ်တစ်လုံးကိုကြိုက်တာလေးပြောင်းပြီးတော့ကပ်ပြီးတော့ထိုးကြည့်ပါဒီကွန်းအထောက်တွေကတော့အရန်ကောင်းနေပါတယ်ကနန်းပေးတဲ့အချိန်ရောက်တော့ပြီလို့လည်းထင်လို့သဘောလဲကျပါတယ်ဟုတ်ကဲ့အားလုံးပဲကံကောင်းကြပါစေဒီလောက်ပါပဲเนาะ